ရဲတယ်တွေပေးတဲ့ကြီးတွေသိရအောင်လို့လေးဆူတောင်းပေးပါ မင်္ဂလာဖြစ်ပါစေလက်ကီးဖြစ်ပါစေဆရာ10သားတော်မြတ်ပါစေဗျကဲငွေချေမှတ်တမ်းလေးဗျာနော်ကျွန်တော်အခုဒီကြောက်လေးလက်ကောက်လိုင်းရတယ်ပေါ့နော်လက်ကောက်လိုင်းရတယ်ကျွန်တော်တို့ဂျဲကြံရတွေကတော့ body line ဆိုတာကျတော့ကျွန်တော်တို့ body အပွင့်ရယ်အခုဒါလည်း body line ပါပဲအားကြောင့်ဆိုတော့အရေး line မဟုတ်ဘူးဆိုတော့နော်ဒါကတော့ကျွန်တော်တို့လက်ကောက်လုပ်လို့ရတယ်ပေါ့နော်လက်ကောက်လုပ်လို့ရတယ်ဒါလေးကတော့ကျွန်တော်အခုဒါဝယ်တဲ့ငွေချေမှတ်တမ်းလေးဖြစ်ပါတယ်တန်ဖိုးလည်းပြပါဦးမယ်15သိန်းနဲ့9000เนาะကဲဟုတ်ပြီရော15သိန်းနဲ့9000ဗျာเนาะကဲပုတ်လိုက်အောင် လက်ကီးဖြစ်ပါစေ10သားတော်မြတ်ပါစေဆရာ ရဲတယ်တွေပေးတဲ့ကြီးတွေသိရအောင်လို့လေးဆူတောင်းပေးပါဦး မင်္ဂလာဖြစ်ပါစေလက်ကီးဖြစ်ပါစေဆရာ10သားတော်မြတ်ပါစေဗျကျေးဇူးတင်ပါတယ်ကျေးဇူးပါနော်ကျေးဇူးပါဟုတ်ပြီเนาะကဲအဲ့တော့ဒါလေးကတော့ကျွန်တော်တို့အများနဲ့လုပ်နေကြ line တော့မဟုတ်ဘူးဒါပေမဲ့လည်းပဲလက်ကောက်လေးလွတ်တယ်ဒါပေမဲ့လက်ကောက်လွတ်တယ်ဆိုရင်လည်းပဲကျွန်တော်တို့ကိုယ်တိုင်လက်ကောက်ဖောက်တာတော့ဟုတ်ချင်မှဟုတ်မှာဗျာနော်ကျွန်တော်တို့ကဒီပုံစံတိုင်းလေးခဏလောက်တိမ့်ထားပြီးမှပြန်ရောက်တာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့ဗျာနော်ကိုလိုင်းမဟုတ်ပေမဲ့လည်းပဲကျွန်တော်တို့ကကြောက်ကိုကြိုက်တယ်ဆိုလို့ရှိရင်ဒီလိုပဲဝယ်ပါတယ်ဂျေးတန်ရည်ကနော်အဲ့တော့ကိုယ့်စီမှာကျွန်တော်တို့ကြောက်တွေရှိတယ်ဆိုကျွန်တော်တို့ဂျေးတန်ဒီကုမ္ပဏီကိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကြောက်ဝိုင်းတွေကဂျေးတန်ဒီဆိုင်ကန်းကိုပဲဖြစ်ဖြစ်လာပြလို့ရပါတယ်ကျွန်တော်တို့ကြိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ဈေးလိုက်ပါတယ်ဒီနေ့လည်းပဲကြောက်ဝိုင်းမှာတေးသေးလေးပဲကျွန်တော်20နဲ့လည်းစီးထားသေးတယ်ပေါ့နော်ပြီးရင်နေ့တွက်ကြောက်လေးတွေဝယ်ပါတယ်တသိန်းခွဲနဲ့လည်းကျွန်တော်စီးထားသေးတယ်အဲ့လိုမျိုး9000တသိန်း2သိန်းလိုမျိုးတေးသေးမမလေးတွေလည်းဝယ်တယ်အခုလိုသိန်းပိုင်း10ပိုင်းရာပိုင်းတခါတရံတော့ထောင်ပိုင်းကြီးနဲ့လိုက်ပါတယ်ဒါလိုမျိုးနော်ထောင်ပိုင်းကတော့တခါတရံပြောရတာပေါ့အများတန်းတော့မဟုတ်ဘူးလေနော်ဒါပုံမှန်လေးပြောတာကဲအားလုံးကိုကျေးဇူးတင်တယ်နောက်ထပ် JDN တွေ blog တွေမှာပြန်လည်တွေ့ပါမယ်